အားလုံးမင်္ဂလာပါကျွန်တော်တို့ရဲ့ Kitchen Guardian လို့နာမည်ပေးထားတဲ့သင်တန်းလေးနဲ့မိတ်ဆက်ပေးကြပါတယ်ဒီသင်တန်းကိုအိုင်ယာလန်နိုင်ငံမှာနေထိုင်တဲ့ဆရာစောရယ်ကျွန်တော်ရဲ့ကနေပြီးတော့တာဝန်ယူပြီးတော့သင်ကြားပေးမှာဖြစ်ပါတယ်သင်တန်းကနေဘာတွေရမလဲဆိုရင် food safety ဆိုတာဘာလဲဆိုတာနားလည်လာမယ်ပြီးရင်ကိုထုံးမဲ့ဟင်းပွဲတွေမှာဘယ်လိုဘေးအနေတွေပါလာနိုင်မလဲဆိုတာကျွန်တော်တို့ကနားလည်လာမယ်ပြီးရင်ပါလာနိုင်တဲ့ဘေးအနေတွေကိုကျွန်တော်တို့ကဘယ်လိုလွယ်ကူရုပ်ရှင်းတဲ့နည်းလမ်းတွေနဲ့ကြိုတင်ကာကွယ်တားဆီးလို့ရမလဲဆိုတာကျွန်တော်တို့ကနားလည်လာမယ်နောက်ပြီးတော့အစားအစာတွေနဲ့ထိတွေ့ပတ်သက်နေတဲ့သူတွေအထူးသဖြင့်ကျွန်တော်တို့ chef တွေစပေါ်မှုတွေအတွက်အသက်သွေးကြောဖြစ်တဲ့ gastronomy လို့ခေါ်တဲ့အစားအစာဗေဒအကြောင်းတွေကျွန်တော်တို့ကနားလည်လာမယ်ဒီသင်တန်းက online သင်တန်းလေးဖြစ်တဲ့အတွက်ကျွန်တော်တို့ကကိုအားတဲ့ချိန် lesson video တွေကိုကြည့်ရှုပြီးတော့သင်နိုင်မယ်ပြီးရင်သင်ခန်းစာတွေကမြန်မာလိုပဲရုပ်ရှင်လွယ်ကူအောင်သင်ထားပြတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကအင်္ဂလိပ်စာနားလည်ဖို့မလိုပါဘူးသင်ခန်းစာတွေကိုတကယ် live လုပ်တဲ့လူတွေကိုကျွန်တော်ကသင်တန်းပြီးမှာအရမ်းမိုက်တဲ့ freelancer ဟင်းပွဲ recipe တွေပြီးရင်နိုင်ငံတကာဟင်းပွဲ recipe တွေကိုကျွန်တော်ကနေပေးသွားဖို့ရှိပါတယ်အဲ့ဒီပေးလိုက်တဲ့ recipe တွေကို food cost တင်မဟုတ်ဘဲနဲ့ final surprise ကိုဘယ်လိုရှာမလဲဆိုတာမြန်မာလိုရုပ်ရှင်လွယ်ကူအောင်ရေးပေးထားတဲ့ formula တွေပေးသွားဖို့ရှိပါတယ်ပြီးရင်ရန်ကောင်းတဲ့အစီအစဉ်ကကျွန်တော်ဘက်ကနေပေးတဲ့ information တွေ education တွေကလူမျိုးတို့ပေးရတဲ့ပတ်စံနဲ့မတန်ဘူးတဲ့သင်တန်းကာလတစ်လျှောက်လုံးမှာကြိုက်တဲ့ချိန်သင်တန်းချိန် 100% ပြန်ထုတ်ပါတယ်ဒီဟာကို marketing strategy တွေသုံးပြီးတော့ကျွန်တော်တို့က9ရက်တွင်9ရက်တွင်ပြောနေမှာပါဘူးသင်တန်းကာလတစ်လျှောက်လုံးမှာသင်တန်းမပြီးမချင်းကျွန်တော်တို့ကမတန်ဘူးချိန်သင်တန်းချိန် 100% ကျွန်တော်တို့ပြန်ထုတ်လို့ရပါတယ်အဲ့တော့လူမျိုးတို့အတွက်ဘာအရှုံးမှမရှိတဲ့သင်တန်းမှာကျွန်တော်တို့ဆုံးဖြတ်ပါတယ်သင်တန်းကြီးကမြန်မာကျပ်ငွေ3သိန်းခွဲပါသင်တန်းကိုနိုဝင်ဘာ10ရက်နေ့မှာစပါမယ်လူကြီးကန့်သတ်ထားပါတယ်မြန်မာစင်းပေးထားကြပါโอเคဒီသင်တန်းကိုစိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်ဒီဗီဒီယိုရဲ့အပေါ်မှာတင်ထားတဲ့ link လေးကိုနှိပ်ပြီးတော့ Kitchen Guardian ရဲ့အတူကောက် KG လို့ရေးပြီးကျွန်တော်ပို့ပေးပါကျွန်တော်ကနေပြီးတော့လူချင်းမင်းတို့အများဆုံးဆက်သွယ်ပေးပါမယ်ဗျ